ခုလိုမျိုးမြန်မာဘာသာစကားပြောလို့ရတဲ့ AI ပါတဲ့ဖုန်းဆိုတာဈေးကွက်ထဲမှာရှားတယ်လို့ပြောရလိမ့်မယ်ဆိုတော့ Honor 700ကကျွန်တော်ခုနကပြခဲ့တဲ့ဒီ interpreter mode မှာဆိုလို့ရှိရင်ဗျာသူကမြန်မာဘာသာစကားနေပြီးတော့တခြားဘာသာစကားမျိုးစုံကို translate လုပ်ပေးနိုင်တယ်ပြောရမယ်ဆိုလို့ရှိရင်ဗျာကျွန်တော်တို့ကဘာသာပြန်တဲ့စနစ်အတွက်ဒီဖုန်းကိုသုံးလို့ရတယ်ပေါ့ဆိုတော့နောက်ထပ်ပုံမိုက်တာတစ်ခုကဗျာကျွန်တော်တို့ဒီ AM Select ထဲမှာဆိုလို့ရှိရင်လေမြန်မာကိုပါရွေးလို့ရတယ်ဆိုတော့ကျွန်တော်တို့ကဗျာ YouTube တွေပါကြည့်မယ်ဆိုလို့ရှိရင်လည်းဒါကိုသုံးလို့ရမယ်အရင်တိကျတော့မဟုတ်ပေမဲ့ကျွန်တော်တို့ကဒီဖုန်းကိုဗျာတီးမိခေါင်းမိရှိအောင်တော့သုံးလို့ရပါတယ်ဆိုတော့ဒီ Honor 7မှာပါလာတဲ့ Honor A မှာဆိုလို့ရှိရင်ဗျာကျွန်တော်ကတော့ဒီမြန်မာဘာသာစကားကို support လုပ်တာနဲ့တင်ကိုတော်တော်လေးသဘောကျမိသွားတာတော့အမှန်ပဲဆိုတော့နောက်ပိုင်းမှာဆိုလို့ရှိရင်ဗျာဒီဖုန်းကုမ္ပဏီတွေကဒီ AI စနစ်ဆိုတာကိုဖုန်းတွေမှာထည့်ပေးလာကြတယ်ဆိုတော့သူတို့ထည့်ပေးတဲ့ AI ကဗျာမြန်မာစကားကို support မလုပ်ဘူးဆိုလို့ရှိရင်တော့ထည့်ပေးလာမယ်ဒီမှာသုံးရတာကအဆင်မပြေဘူးပေါ့ဆိုတော့ Honor လိုမျိုးမြန်မာဘာသာစကားကို support လုပ်မယ်ဆိုလို့ရှိရင်တော့ပိုပြီးကောင်းမယ်လို့ပြောရပါလိမ့်မယ်ဆိုတော့ဒီဖုန်းမှာ AI ဘိုင်းနဲ့ဆိုလို့ရှိရင်နောက်ထပ်မိုက်တာတစ်ခုလည်းထပ်ပြီးတော့ရှိပါသေးတယ်ဒီကားကိုလေးပေါ်ပြန်တန်းသွားအောင်လုပ်ပေးပါဒါကတော့ဒီ Honor 700 series မှာပါလာတဲ့ Image to Video 2.0 ကိုကျွန်တော်မြန်မာ prompt ကိုသုံးပြီးတော့ပုံကို video အဖြစ်ပြောင်းပြခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီဖုန်းမှာပါလာတဲ့ Image to Video 2.0 ကိုသုံးဖို့အတွက်ကတော့နည်းလမ်းကတော့နှစ်ခုရှိပါတယ်ကျွန်တော်တို့ကဒီ Gallery ကနေပြီးတော့ Create ကနေတစ်ဆင့်ဝင်ပြီးတော့သုံးလို့ရမယ်ပုံမိုက်တဲ့နည်းကတော့ဗျာကျွန်တော်တို့က video ပြောင်းချင်တဲ့ပုံကိုကြည့်နေတဲ့အချိန်မှာဆိုလို့ရှိရင်ဖုန်းရဲ့ဘေးနားက AM button လေးကိုနှိပ်လိုက်ဒါဆိုလို့ရှိရင်တော့သူက suggest မှာဆိုလို့ရှိရင်ဗျာ Image to Video ပြောင်းတဲ့စနစ်ကိုပေါ်လာလိမ့်မယ်ဟုတ်ပါတယ်ဒီ Honor 700ရဲ့ဘေးဘက်မှာဆိုလို့ရှိရင်တော့သူက cloud ပေါ်တစ်ခုထပ်ပြီးတော့ပါဝင်သေးတယ်ဒါကိုတော့ Honor ကဒီ AM button လို့ခေါ်ပါတယ်ကျွန်တော်တို့စမ်းပြီးတော့သုံးမယ်ဆိုလို့ရှိရင်တော့ဒီထဲမှာကသူက template ဆိုတာရှိတယ်ဗျာ template ထဲမှာဆိုလို့ရှိရင်တော့သူကဒီပုံမှန် preset 23ခုအထိကိုထည့်ပေးထားတယ်ရွေးနေတာတွေကလည်းလုံးဝကိုအစုံပဲကျွန်တော်တို့ဒီစနစ်ကိုဘယ်လိုသုံးရမလဲဆိုတာကိုမသိရင်လည်းသူကဒီမှာ preview လေးတွေပြပေးထားတယ်ဗျာဆိုတော့ကျွန်တော်တို့ကဘယ်လိုပုံတွေကိုဘယ်လို video ဖြစ်ပြောင်းနေတာလဲဆိုတာကိုဒီမှာတစ်ခုစီနှိပ်ပြီးတော့ကြည့်လို့ရပါတယ်ကျွန်တော်တို့ဒီ template တစ်ခုခုကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ပြီးလို့ရှိရင်ပုံကိုရွေးရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဗျာဒီမှာ duration တွေ ratio တွေဘာတွေကိုတွားပြီးတော့ရွေးလို့ရပါသေးတယ်ကျွန်တော်တို့ကဒီ template တွေကိုမသုံးချင်ဘူးကိုတိုင် prompt ရေးချင်တာဆိုလို့ရှိရင်လည်းအောက်မှာကသူက prompt ရေးလို့ရမယ့်နေရာလေးကိုလည်းလုပ်ပေးထားသေးတယ်ပိုမိုက်တာကဒီ prompt မှာဆိုလို့ရှိရင်ဗျာ English လိုတွေမဟုတ်ဘူးကျွန်တော်ခုနကပြခဲ့တဲ့အတိုင်းပဲမြန်မာလိုမျိုးလည်းပြောပြီးတော့ရေးလို့ရတယ်တခုရှိတာကကျွန်တော်တို့ကဒီပိုမိုက်တဲ့ video result ကိုလိုချင်တာဆိုလို့ရှိရင်တော့အင်္ဂလိပ်လိုရေးမှပဲပို့ပြီးတော့အဆင်ပြေမှာဖြစ်ပါတယ်စချိုဖုန်းတွေကဒီ photo generation ကိုပဲပို့ပြီးတော့အာရုံစိုက်နေကြတဲ့အချိန်မှာ Honor က photo ရော video ရောနှစ်ခုလုံးကိုပါအာရုံစိုက်ပြီးလာတာဖြစ်ပါတယ်ဒါမျိုးတွေပါတော့ဗျာကျွန်တော်တို့ကဒီဖုန်းကိုသုံးနေရင်ကိုယ့်ရဲ့အမှတ်တရပုံတွေကို video အဖြစ်ပြောင်းမလားဒါမှမဟုတ်ကျွန်တော်တို့ကဗျာ online shot အနေနဲ့အင်ဂျင်တွေပါရောင်းနေဆိုတော့အင်ဂျင်ဝတ်ထားတဲ့ပုံကိုကျွန်တော်တို့ AI video လေးသုံးပြီးတော့ပုံကြီးစမ်းတဲ့ video လေးတွေဖန်တီးပြီးတော့ကြော်ညာတွေပါလုပ်လို့ရတယ်ပေါ့ဗျာ Honor 700ရဲ့ spec ကိုခက်မြင်လေးပြောရမယ်ဆိုလို့ရှိရင်တော့ storage ကတော့ 256GB ကိုမှမြန်မာဈေးကွက်မှာဆိုလို့ရှိရင် RAM ကတော့ 8GB နဲ့ RAM 12GB နှစ်မျိုးရွေးလို့ရမယ်ဈေးကလည်းနည်းနည်းလေးတော့ကွာပါတယ် Honor 700ကတော့ဒီ SoC ဘိုင်းမှာဆိုလို့ရှိရင် Snapdragon 7 Gen 4ကိုသုံးပေးထားတယ်ကျောင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ200 megapixel main camera ပါမယ်ပြီးလို့ရှိရင် ultra wide camera ပါမယ်ဘက်ထရီပိုင်းမှာဆိုလို့ရှိရင်တော့သူက silicon carbon battery အမျိုးအစားကိုမှ 9000 mAh ကိုထည့်ပေးထားပါတယ်ဒီဖုန်းမှာဆိုလို့ရှိရင်တော့သူကဒီ Magic OS 10ကိုသုံးပေးထားပြီးတော့ software update ကတော့6နှစ်အထိရမယ်လို့ပြောထားပါတယ်တခြားဘိုင်းကိုပြန်ဆန်းမယ်ဆိုလို့ရှိရင်တော့ဘာတွေထပ်ပါသေးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအကျန်းအသုံးဝင်တဲ့ writing tools တွေကိုတွေ့ရလိမ့်မယ်ဒီ tools တွေမှာဆိုလို့ရှိရင်လည်းဗျာကျွန်တော်တို့ကဒီ summary နဲ့ proofread က ရလို့ရှိရင် channel ဥစ္စာတွေမှာဆိုလို့ရှိရင်မြန်မာစကားကိုသွားပြီးတော့သုံးလို့ရပါသေးတယ်ဒါလေးကလည်းမိုက်တယ်ဗျာတချို့ writing tool တွေဆိုလို့ရှိရင်အင်္ဂလိပ်ကိုပဲ support လုပ်တာပါနောက်ပြီးတော့ဗျာကျွန်တော်တို့ကဒီ deepfake တွေကိုသုံးပြီးတော့ video call တွေဘာတွေခေါ်လာမယ်ဆိုလို့ရှိရင်အလံပေးတဲ့စနစ်ကိုလည်းထည့်ပေးထားသေးတယ်ဆိုတော့နောက်ပြီးတော့ မိုက်တဲ့စနစ်တစ်ခုရှိပါသေးတယ်ဘာလဲဆိုတော့ AI color ဖြစ်ပါတယ်ကျွန်တော်တို့ကတခါလေကြားလို့ရှိရင်ဗျာအင်တာနက်မှာသုံးတဲ့အချိန်မှာဆိုလို့ရှိရင်ကာလာအရန်လာတဲ့ပုံလေးတွေကိုတွေ့တယ်ကျွန်တော်တို့ကဒီပုံတွေကကာလာတွေကိုသဘောကျမယ်ဗျာကိုရိုက်တဲ့ပုံတွေမှာဆိုလို့ရှိရင်ဘယ်လိုသွားထည့်ရမလဲဆိုတာမသိဘူးအကြောင်းကတော့ကျွန်တော်တို့ကပုံမပြင်တတ်ဘူးပေါ့ဗျာဒီလိုအချိန်တွေမှာဆိုလို့ရှိရင်ဒီ AI color ကိုသုံးလို့ရတယ်ကျွန်တော်တို့က color ကြိုက်တဲ့ပုံကိုအခုလိုမျိုး AI ကိုထည့်ပေးလိုက်ပုံရိပ်တဲ့နေရာမှာဆိုလို့ရှိရင်သူက magic color ကနေပြီးတော့ဗျာသူရဲ့ color တွေကိုသူကလိုက်ပြီးတော့ကူးလို့ရတယ်ကျွန်တော်တို့ကနောက်ထပ်ပုံရိုက်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းကိုကြိုက်တဲ့ color ကို preset နဲ့သွားပြီးတော့ရိုက်လို့ရမယ်ဒါလေးကတော့တော်တော်လေးကိုအသုံးဝင်တယ်လို့ပြောရပါလိမ့်မယ် Honor ကတော့ဒီ Honor 700 series မှာဆိုလို့ရှိရင်များသူက AI channel ဆိုတဲ့ဖုန်းနေရာကိုသူက utility အပိုင်းအတွက်ရော fan အတွက်ပါသွားပြီးတော့အသုံးဝင်အောင်လုပ်ပေးထားတာဖြစ်ပါတယ်ကျွန်တော်တို့ဒီ Honor AI app ထဲကိုသွားလိုက်မယ်ဆိုလို့ရှိရင်တော့ဒီမှာအသစ်ပါလာတာကတော့ AI photo agent ဖြစ်ပါတယ်
ဒီ AI photo agent နဲ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီဖုန်းထဲမှာပါတဲ့ AI တော်တော်များများကိုတနေရာတွေကနေပြီးတော့တွားပြီးတော့သုံးလို့ရမယ်ဆိုတော့အသစ်ပါလာတာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလှုပ်ရှားနေတဲ့ motion photo တွေကမလိုတာတွေကိုဖျက်လို့ရမယ့်စနစ်တွေပါလာမယ်နောက်ပြီးတော့ကျွန်တော်တို့ဒီပုံတွေကို background ထည့်ထည့်တာတွေလုပ်လို့ရမယ်ဒီဘက်မှာဆိုလို့ရှိရင်သူကပုံတွေကို scale လုပ်ပေးတာနောက်ပြီးတော့ဒီ color ပြင်တာမျိုးတွေကိုလည်းလုပ်လို့ရပါသေးတယ်ဒီဘက်မှာဆိုလို့ရှိရင်တော့ AI style ဆိုပြီးတော့ပါသေးတယ်သူကတော့ကျွန်တော်တို့ရိုက်ထားတဲ့ပုံတွေကိုဗျာပကြီးပုံစံပြောင်းမလားဒါမှမဟုတ် animation ပုံစံပြောင်းမလားလိုက်ပြီးတော့လုပ်လို့ရပါတယ်ဆိုတော့ AI photo agent နဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ edit ထဲမှာ AI က9ခုနဲ့ဒီဘက်မှာ AI style နဲ့ဆိုလို့ရှိရင်ဗျာသူက10ခုလောက်အထိကိုထည့်ပေးထားတယ်ဆိုတော့ဒါတွေမဲလားဆိုတော့မဟုတ်သေးပါဘူးနောက်ထပ် AI တွေထပ်ပြီးတော့ပါပါသေးတယ်ကျွန်တော်တို့ဒီ event နဲ့ကိုသွားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဗျာပုံတစ်ပုံကိုကြည့်နေမယ်ဆိုလို့ရှိရင်တောက်မှာဒီ icon လေးတစ်ခုကိုတွေ့ရလိမ့်မယ်ဒါလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရိုက်ထားတဲ့ပုံတွေကို 3D photo အဖြစ်ပြောင်းပေးနိုင်တာဖြစ်ပါတယ်ဆိုတော့ဒီ 3D photo မှာဆိုလို့ရှိရင်လည်းဗျာကျွန်တော်တို့ကမုတ်တွေကိုအမျိုးမျိုးသွားပြီးတော့ရွေးလို့ရမယ်ပြောရမယ်ဆိုလို့ရှိရင်ခက်ဆန်းဆန်းလေးသုံးလို့ရတယ်ပေါ့ဗျာဆိုတော့ကျွန်တော်တို့ကဒီဖုန်းမှာဆိုလို့ရှိရင် AI တွေကိုပဲကောင်းတယ်ပြောနေတာတခြား spec တွေကိုလည်းပြောမှဖြစ်ပါလိမ့်မယ်ကျွန်တော်တို့ကင်မရာပိုင်းမှာဆိုလို့ရှိရင်တော့ specification ကတော့မိုက်တယ်ခုနကပြောတဲ့အတိုင်းပဲ200 megapixel sensor ကိုသုံးပေးထားတယ်ဆိုတော့ဒီဖုန်းမှာဆိုလို့ရှိရင်သူက telephoto မပါပေမဲ့ကျွန်တော်တို့ကဒီ main camera ကိုသုံးပြီးတော့ zoom ဆွဲရတာကအဆင်ပြေသွားတယ်ဆိုတော့ကျွန်တော်စမ်းကြည့်ရတဲ့လောက်ဆိုလို့ရှိရင် zoom က10 inch လောက်အထိကိုဆွဲတဲ့အချိန်မှာတော်တော်လေးကိုအဆင်ပြေတယ်ပို့ပြီးတော့ zoom ဆွဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ AI နဲ့ပွားပြီးတော့ upscale လုပ်လို့ရတဲ့စနစ်ကိုလည်းသူကထည့်ပေးထားသေးတယ်ဆိုတော့ကျွန်တော်တို့ဒီကင်မရာမှာကောင်းတာတခုကဗျာဒီ main camera မှာဆိုလို့ရှိရင် OIS ပါတယ်ဒီ OIS ကဘယ်လောက်ထိကောင်းလဲဆိုလို့ရှိရင် CIPN rating မှာဗျာ 6.0 အထိကိုရထားသေးတယ်ဆိုတော့ကင်မရာစင်ဆာကဗျာဖုန်းရဲ့လှုပ်ရှားမှုတွေကြောင့်ကျွန်တော်တို့ဖြစ်လာတဲ့တုံ့ခါမှုတွေကိုဒီပုံရိုက်တဲ့အချိန်မှာရောဗီဒီယိုရိုက်တဲ့အချိန်မှာပါသူက short ချပေးနိုင်တယ်ဆိုတော့ကျွန်တော်အခုပြထားတဲ့ဗီဒီယိုဆိုလို့ရှိရင်ကျွန်တော်ကဒီဖုန်းကိုလမ်းလျှောက်ရင်းနဲ့ကင်ပြီးတော့ရိုက်ထားတာဗျာတော်တော်လေးငြိမ်တာကိုတွေ့ရလိမ့်မယ်ဆိုတော့ CIPA rating ဆိုတာကဗျာကျွန်တော်တို့ကဒီ flagship ဖုန်းတွေနဲ့ gimbal တွေမှာပဲတွေ့ရများလေးရှိတယ်ဆိုတော့ဒီထဲက 6.0 ဆိုတော့ဗျာသူရဲ့ဒီ camera ဒီ OIS system ကသူကဒီ CIPA flagship score လောက်အထိကိုရနေတာဖြစ်ပါတယ်ဗီဒီယိုရိုက်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီ background noise တွေပါတယ်ဆိုလို့ရှိရင်ဗျာ AI နဲ့ဖျောက်ပေးတာတွေကိုလည်းထည့်ပေးထားသေးတယ်ဒီဖုန်းရဲ့ဗီဒီယိုပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တွားပြီးတော့သတိထားမိရတခုကဗျာ 4K နဲ့ရိုက်မယ်ဆိုလို့ရှိရင် quality ကတော်တော်လေးကိုတက်သွားတယ်ကားတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီရွတ်သမျှအကုန်ပါတယ်ကားဆိုတာကိုကြားဖို့ကြားလိမ့်မယ်ဗျာဆိုတော့ဒီ Honor 7 မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဗျာရွတ်သမျှ AI အကုန်ပါတယ်ဖုန်းလို့ပြောမယ်ဆိုလို့ရှိရင်လည်းမှားတော့မမှားပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဗျာဒီဖုန်းရဲ့ဘယ်နားကိုတွားပြီးတော့ကြည့်လိုက်ကျွန်တော်တို့အတွက်အသုံးဝင်မဲ့ AI စနစ်တစ်ခုမဟုတ်တစ်ခုကတော့သူကရအောင်ထည့်ပေးထားတာဖြစ်ပါတယ်ဆိုတော့အခြားပိုင်းတွေကိုဆက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီဖုန်းမှာဘောင်တွေကိုအလူမီနီယံကိုသုံးပေးထားတယ် heavy နဲ့ပိုင်းကိုလည်းကောင်းအောင်လုပ်ပေးထားတာကတော့ပို့ပြီးတော့သဘောကျတယ်လို့ပြောရမှာပေါ့ display ပိုင်းမှာဆိုလို့ရှိရင်ကတော့သူ့ရဲ့ bezel တွေကတော်လေးကိုပါတယ်ဗျာဆိုတော့ဘယ်လောက်ထိပါလဲဆိုလို့ရှိရင် 0.98mm အထိကိုပါတယ်ဒီပါတဲ့စနစ်ကဗျာသူ့ရဲ့ဈေးတန်းထဲမှာဆိုလို့ရှိရင်အပါဆုံးပဲလို့တော့ပြောရလိမ့်မယ်နောက်ပြီးတော့သူ့ရဲ့ AMOLED 120Hz display ကဗျာ brightness ကိုလည်းဒီ8000နည်းအထိကိုထည့်ပေးထားတယ်ကျွန်တော်စမ်းကြည့်ရတဲ့လောက်ဆိုလို့ရှိရင်တော့ sunlight mode မှာဆိုလို့ရှိရင်လည်း display ကတော့တော်တော်လေးကိုလင်းနေလို့ပြောရလိမ့်မယ်နောက်ပြီးတော့ Honor ရဲ့ထုံးစံအတိုင်းပဲဗျာ setting ထဲမှာဆိုလို့ရှိရင် icon box display စနစ်တွေကိုတော်တော်ဆုံဆုံလေးထည့်ပေးထားတယ်ဒါလေးကတော့ဒီအခြားဖုန်းတွေနဲ့ရှင်းမယ်ဆိုလို့ရှိရင်ဗျာဒီဖုန်းရဲ့အသာချက်လို့တော့ပြောရပါလိမ့်မယ်ကျွန်တော်တို့ဒီမှာထူးခြားတာဆိုလို့ရှိရင်တော့3840 PWM ဆိုတာကိုတွေ့ရလိမ့်မယ်ဒါကဘာကိုပြောရလဲဆိုတော့ဒီဖုန်းရဲ့ display က flicker ထုတ်ပေးတာနည်းတယ်ဆိုတော့ကျွန်တော်တို့ကဒီဖုန်းကိုကြာသုံးမယ်ဆိုလို့ရှိရင်ဗျာ eye strain ဖြစ်တာဒီပြောရမယ်ဆိုလို့ရှိရင်မျက်လုံးညောင်းညတာတွေတက်တာမယ်လို့ပြောရပါလိမ့်မယ်နောက်ပြီးတော့ကျွန်တော်တို့ဒီဖုန်းမှာဆိုလို့ရှိရင်တော့ခစ်စားလာတဲ့နောက်ပိုင်း eSIM တွေပါတယ်ကိုထည့်လို့ရမယ်ဒီဖုန်းမှာဆိုလို့ရှိရင် 5G လည်းသုံးလို့ရပါသေးတယ်ဒါကိုဘာလို့ထည့်ပြောလဲဆိုတော့ကျွန်တော်လွန်ခဲ့တဲ့ရက်တုန်းကဗျာ internet သုံးရင်းနဲ့တွေ့တာတခုကဒီမြန်မာကောက် operator တခုကကြီးညာထားတယ်မကြခင်မှာ 5G ရတော့မယ်လို့ပြောပါတယ်ဆိုတော့ကျွန်တော်တို့ဒါမျိုး true signal လေးကိုသုံးနေတယ်ဆိုလို့ရှိရင်ဗျာ Honor 7 ကိုကင်ထားမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ကဲပါပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ပြောခဲ့တာတွေကလည်း AI အကြောင်းတွေရောဖုန်းရဲ့အကြောင်းတွေရောဆိုတော့တော်လေးလေးဗီဒီယိုကရှည်သလောက်ဖြစ်နေပြီဆိုတော့ကျွန်တော်တို့ဒီမှာပဲရိုက်ကြပါမယ်ဆိုတော့နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြတာပေါ့